ုန်းကြီးခဏခဏပြောဥပါတယ်ဘာပဲလုပ်လို့မူလရည်ရွယ်ချက်မပြောက်စေနဲ့ကြားပြီဗျဒီပဋ္ဌာန်းနဲ့ပတ်သက်ပြီးတော့ဒကမာကြီးတယောက်ကဘုန်းကြီးကိုသူအကြောင်းလေးပြောဘူးတယ်သူကဈေးတယ်ဆိုတော့ဘုန်းကြီးနဲ့စကားဆက်မိဆက်ရပြောရင်းနဲ့ဒကမာကြီးတို့ရောင်းလို့ပြုလို့ကောင်းရဲ့လားဆိုတော့ဓမ္မကောင်းတဲ့အခါလဲကောင်းမကောင်းတဲ့အခါလဲမကောင်းဘူးပေါ့ဗျာတဲ့ကဲနေစမ်းမအောင်ပြလို့ဈေးရောက်မကောင်းရင်ဘာလုပ်လဲလို့ဒီတန်းကြီးဆိုင်မှာထိုင်နေရတော့ပြင်းဘူးလားလို့ရှင်ဗျာတဲ့အဲ့ကြတော့ပတိလေးစိတ်တာတို့ပဋ္ဌာန်းလေးရွတ်တာတို့လှုပ်တာပေါ့ဗျာဟာဒါကောင်းတဲ့ရည်ရွယ်ချက်ပဲဒကမာကြီးပဲပိဋိပဲရွတ်ပဋ္ဌာန်းပဲရွတ်တဲ့ဆိုတာဒါကုသိုလ်ပဲလို့တချို့ကအရွတ်သေးအသားတော့မကောင်းဘူးဆိုပြီးတော့ဒီလိုပြောတာတွေရှိတယ်လို့အသားဆိုတာအခုလက်တွေ့အထုတ်တာပေါ့နော်အရွတ်ဆိုတာအသားတော့မကောင်းဘူးလို့ပြောစမှတ်ရှိတယ်အဲ့ဒါအလုံးနော်လက်ခံလို့မဖြစ်ဘူးအရွတ်သည်အသားတော့မကောင်းပြီမဲ့အသားမရှိရင်အရွတ်လေးဝါရတာမကောင်းဘူးလားအသားရရင်တော့အကောင်းဆုံးပေါ့ဗျာတချို့ကအကောင်းဆုံးသိပြောပြီးတော့တကယ်လွတ်ဖြစ်လာဆိုတော့ဟောအကောင်းဆုံးလဲမလွတ်ဖြစ်ဘူးမကောင်းတကောင်းလဲမလွတ်ဖြစ်တော့ပြောလိုက်ရင်တော့ပိဋကနောက်ဆုံးအဆင့်ပဲနော်အရှင်မြတ်တော်ယဟန်တော်များဆိုတာဗျာစာသင်စာကြတရားဟောတရားပြဒီအလုပ်ပဲကျန်တဲ့လူမျိုးတွေလုပ်เสียမလိုပါဘူးဟောတချို့ကစကားတစ်ခုမှပိဋကအလွယ်တကူပြောတာအဲ့လိုဆိုရင်ဗျာတက္ကကြီးတိရိပုစတော်ကြီးဒီထောင်ဖန်ဆင်းတာတဲ့စေယုံတွေမြောင်မြတ်စွာရှိတယ်တရားအထုတ်နှပ်ပြတက္ကကြီးတော့စာသင်စာချလုပ်နေမယ်ဆိုရင်ပဒါဟိတတွေလုပ်နိုင်ပါမလားလို့အဲ့တော့သူ့နေရာနဲ့သူရှိတယ်လို့နေရာတကဒီစကားကြီးကိုကင်ပြီးတော့ပြောလို့မရဘူးလို့ဒါကြောင့်ပိဋကကြီးနော်အမှန်တရားကိုသိဖို့အတွက်ဟိုဘက်ဒီဘက်နော်နှစ်ဖက်ပါလေမျှတပြီးတော့နော်မျှတကြီးတက်ရတယ်ဒါမှအမှန်တရားဆိုတော့ပေါ်ထွက်လာတချို့ကအစွန်းရောက်ဟာအယွတ်ဟာအသားလောက်မကောင်းပါဘူးဟုတ်ပါတယ်အသားရရင်တော့အကောင်းဆုံးပေါ့အသားမရရင်လည်းအယွတ်လေးကဘိသိက်ပဲဆိုးပါတယ်နော်ဒါလေးကကိုယ့်အတွက်အခုချိန်မှာတော့ဒါအကောင်းဆုံးအခြေအနေပဲအဲ့တော့ခုနကဒကမာကြီးဈေးရောက်မကောင်းရင်ဘုရားလည်းပေလေးရွတ်တဲ့ခါရွတ်ပဋ္ဌာန်းလေးရွတ်တဲ့ခါရွတ်ဖို့တဲ့ဟာကောင်းတာပေါ့ဒကမာကြီးလို့တပည့်တို့ရွတ်တဲ့ပဋ္ဌာန်းကရိုးရိုးပဋ္ဌာန်းမဟုတ်ဘူးတဲ့နဂါပဋ္ဌာန်းတဲ့ဟာဒကမာကြီးဘုရားဟောတဲ့ပဋ္ဌာန်းကဒီတစ်ခုရှိတာပါဘယ်မဲ့လဲဗျအဲ့ဒီနဂါပဋ္ဌာန်းဆိုတော့ तू ဟာစပယ်လေးထုတ်ပြတယ် तू အဲ့ဒါလေးကိုအမြဲဆောင်ထားတာဟောတာနဂါပဋ္ဌာန်းလို့ခေါ်တဲ့ဘုရားဆိုပြီးတော့နဂါပုံလေးအဲ့ဒီမှာ तू ကနော်အခွေထဲမှာစာလေးတွေရေးထားတယ်ဟေတုပစ္စယောအာရမဏပစ္စယောအတ္တိပိတိပစ္စယောဆိုပြီးတော့အဲ့ဒီနဂါအခွေထဲမှာအကုန်လုံးနော်အဲ့ဒီစာလေးတွေရေးထည့်ထားတယ်အဲ့ဒါကိုဘာပဋ္ဌာန်းလဲကဲဟုတ်ပါပြီဗျာလို့အဲ့ဒါကိုဘလို့ရွတ်ကြတာလဲဟာရှင်မြတ်လည်းရိုးရိုးရွတ်လို့မရဘူးတဲ့အဲ့ဒီနဂါပဋ္ဌာန်းဆိုတာကိုလက်ညှိုးနဲ့ထောက်ပြီးတော့ဟေတုပစ္စယောအာရမဏပစ္စယောအတ္တိပိတိပစ္စယောအဲ့လိုယူရတယ်ဖေရလေဘာအတွက်လဲဆိုတော့လက်ညှိုးညွန်ရာရည်ဖြစ်ဖို့စိတ်တော်ဥစ္စာယာတုအနာတွေပြည့်စုံမရသေးဆိုရင်လည်းပိဋကကြီးပြီးနေတာပဲမို့လားအခုတော့လက်ညှိုးညွန်ရာရည်ဖြစ်ဖို့ဆိုတော့သူ့ရဲ့နော်ရည်ဝဲချက်ကဟိုဘက်ကိုပိဋကကြီးဇောင်းပေးလွန်အားကြီးတယ်အဲ့ဒါလေးကိုပြောချင်တာပါနောက်တစ်ခုဖေရလည်းလက်ခလဲတယ်အဲ့ဒါနဲ့ထောက်ပြီးတော့ယူရတယ်တဲ့ဟိတုပစ္စယောအာရမဏပစ္စယောအဓိပတိပစ္စယောဆိုပြီးတော့ဒကမာကြီးဘာရည်ရွယ်ချက်လဲဆိုတော့လက်ခလဲဆိုကြည့်ဖို့ဖေရတယ်သူများတဲ့ခေါင်းတစ်လုံးသားတယ်အဲ့တော့သူများတဲ့ခေါင်းတစ်လုံးသားပြရသေးဖို့ဖေရတဲ့ဟုတ်တဲ့နေရာခေါင်းတစ်လုံးသားရင်တော့ရေမကြည့်ပါဘူးဗျာမဟုတ်တဲ့နေရာခေါင်းတစ်လုံးသားတို့ကတော့အရှင်ဒီဝတ္တနဲ့ပို့ဆိုးသွားမှာအဲ့တော့ဆိုကျင်တာကတချို့ရည်ရွယ်ချက်တွေကနော်တစ်ဖက်ကိုသိဆောင်ပေးလွန်အားကြီးတော့သူ့ရဲ့မူလရည်ရွယ်ချက်ပျောက်သွားတယ်အဲ့တော့ရွတ်တာဖတ်တာကောင်းတဲ့အလုပ်ပဲအထူးကတော့ပိဋကရဲ့စီစဉ်ဥစ္စာယာတုအာနာပြည့်စုံပြရစေနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုပြရစေလို့ဒီလိုလေးမျှတနော်အဲ့လိုလေးအာယုံပြီးတော့ရွတ်တာဖတ်တာအကောင်းဆုံးပဲ